မင်္ဂလာပါ Mystery Book Channel ကနေကြိုဆိုပါရစေ။ဒီနေ့ဖတ်ပြမယ့်ခေါင်းစဉ်ကတော့လမ်းချစ်ကြီးစာပေကနေပြီးထုတ်ထားတဲ့ဒေါက်တာမတင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့မင်းယောက်ျားမင်းမိန်းမများစာအုပ်ထဲကပင်ရအိမ်မက်ဆိုတဲ့အခန်းကိုဖတ်ပြချင်ပါတယ်။ပင်ရအိမ်မက်မြန်မာနိုင်ငံသမိုင်းနဲ့ပတ်သက်လာရင်အရေးတယူလေ့လာပြောဆိုကြတဲ့နိုင်ငံကတော့ပုဂံဧကရာဇ်နိုင်ငံဖြစ်ပါတယ်။အဲ့ဒီဧကရာဇ်နိုင်ငံပြိုကွဲတဲ့1298ခုနှစ်ကစပြီး1555ခုနှစ်ဟံသာဝတီတည်ထောင်တဲ့အထိနှစ်ပေါင်း258နှစ်အချိန်အတောအတွင်းပေါ်ပေါက်ခဲ့တဲ့နိုင်ငံငယ်များကိုကွဲပြားနိမ့်ကျတဲ့ပဒေသရာဇ်နိုင်ငံငယ်များလို့ခေါ်ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနိုင်ငံများဟာပုဂံ၊ဟံသာဝတီ၊ညောင်ရမ်း၊ကုန်းမောင်စတဲ့နိုင်ငံများလိုဧကရာဇ်နိုင်ငံအဆင့်ထိမရောက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ယခုနယ်နိမိတ်နီးပါးရှိတဲ့မြန်မာတစ်နိုင်ငံလုံးကိုစူးစီးအုပ်ချုပ်ထားတဲ့အင်အားမရှိလို့ဖြစ်ပါတယ်။အဲ့ဒီနိုင်ငံငယ်များကတော့မြင်းဆိုင်၊ပင်ရ၊စစ်ကိုင်း၊အင်းဝ၊ဟံသာဝတီတို့ဖြစ်ပါတယ်။အင်းဝဆိုတာကတော့၄ချိန်တိုင်မှာမြို့တော်ဖြစ်ခဲ့ဘူးလေတော့ယခုပြောတဲ့အင်းဝကပထမအင်းဝဖြစ်ပါတယ်။အင်းဝပဒေသရာဇ်နိုင်ငံလို့လည်းခေါ်ကြပါတယ်။အဲ့ဒီပဒေသရာဇ်နိုင်ငံငယ်များရဲ့အခန်းကဏ္ဍကိုကြီးမားတယ်။တနည်းအားဖြင့်ဆိုရင်အရေးပါတယ်လို့မဆိုနိုင်ပါဘူး။ဒါပေမဲ့သမိုင်းမှာသူတို့နဲ့ပတ်သက်တဲ့ဘယ်လိုအခန်းကဏ္ဍမှမရှိဘူးလို့ငြင်းဆိုလို့လည်းမရနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သမိုင်းဆိုတာအကြောင်းအကျိုးဆက်ဆက်ကဖြစ်ပွားပေါ်ပေါက်တတ်တဲ့သဘောသဘာဝရှိလို့ဖြစ်ပါတယ်။သေးငယ်မယ်မှေးမိန်မယ်ဒါပေမဲ့မပျောက်ပြက်ဘူးလို့ဆိုရင်အဲ့ဒီအကြောင်းသေးသေးတွေကတစားထက်တစားထွားကြိုင်းတန်မာတဲ့အညွန့်တလူတက်နေတဲ့အကျိုးဆက်တွေဖြစ်လာနိုင်သေးတာပါပဲ။အဲ့ဒီတော့ကျမပြောချင်တဲ့အကြောင်းကလေးကိုပြောရမယ်ဆိုရင်မြင်းဆိုင်ကစပြီးပြောမှပြည့်စုံပါလိမ့်မယ်။မြင်းဆိုင်ဆိုတာကကျောက်ဆည်မြို့ရဲ့အရှေ့ဘက်3မိုင်အခန့်အကွာမှာရှိပါတယ်။ရှမ်းကုန်းပြင်မြင့်ရဲ့တောင်စဉ်တောင်ကျောအထက်ထက်တွေရဲ့တခုတည်းသောတောင်ကြားကလေးကိုပိတ်ပြီးတည်ထားတဲ့မြို့ကလေးဖြစ်ပါတယ်။ကျောက်ဆည်ရွှေသားလျောင်းတောင်တော်ပေါ်ကကြည့်ရင်လွမ်းဖွယ်ဆေးဖွယ်တန်းသားဖွယ်ကောင်းတဲ့ခက်ရေးရေးမြို့ကွက်ကလေးကိုမြင်နိုင်ပါသေးတယ်။လွမ်းစရာဆွေးစရာတန်းသားစရာကောင်းတာကတော့ဂန္ဓဝင်မြစ်တာဇလန်းများကြောင့်မဟုတ်ပါဘူး။တာယာအေးချမ်းတဲ့ပန်းမှန်တစ်ပင်နဲ့သူ့အနေနဲ့သူလှပနေတဲ့အဲ့ဒီမြို့ကလေးမှာအင်မတန်အရေးကြီးတဲ့သွေးချောင်းစီးတိုက်ပွဲကြီးများအတန်ကြာဖြစ်ပွားခဲ့လို့ပါပဲ။တကယ်လို့သာအဲ့ဒီတိုက်ပွဲကြီးအများအပြီးမှာမြန်မာနိုင်ငံသားတို့ရှုံးခဲ့ရင်အခုခါမှာမြန်မာလို့ပြောစရာမြန်မာလို့ပြောစရာလူမျိုးတွေရှိတော့မှာမဟုတ်ပါဘူး။အဲ့ဒီတော့မေးစရာရှိပါတယ်။ဘသူတွေလာတိုက်တာပါလဲလို့73ရာစုတုန်းကဥရောပတခွင်အထိသူတို့သွားလေရာရောက်လေရာလမ်းကြောတစ်လျှောက်မှာလူတွေတေကြကြေကြနဲ့မြို့ရွာတွေတုံးလူမျိုးပြုံးအောင်လုပ်ခဲ့သူများကတော့မွန်ဂိုများဖြစ်ပါတယ်။မြင်းဆိုင်ကိုလာပြီးတိုက်ကြသူများကမွန်ဂိုများဖြစ်ပါတယ်။သူတို့တက်ကိုသူတို့ရုပ်သိမ်းသွားပြီးပြန်သွားအောင်တွန်းလှန်လိုက်သူများကတော့ရှမ်းညီနောင်3ဦးဦးဆောင်တဲ့မြန်မာနိုင်ငံဖွားတိုင်းရင်းသားများဖြစ်ပါတယ်။ရှမ်းညီနောင်3ဦးတို့ရဲ့အဖေဟာတင်ကပူဖြစ်ပါတယ်။အမိကတော့မြန်မာနန်းတွင်းသူ2ဦးဖြစ်ပါတယ်။အဲဒါကြောင့်ရှမ်းမြန်မာညီနောင်များလို့ပြောပါမှသိကြမယ်ဖြစ်ပါတယ်။ရှမ်းညီနောင်3ဦးထဲကအငယ်ဆုံးဖြစ်သူကတော့တီဟတ်သူပါ။သူဟာမြင်းဆိုင်ကိုပိုင်ယုံလောက်နဲ့တော့မြန်မာကိုစီးယုံလို့မရနိုင်တဲ့အကြောင်းကောင်းစွာသိနာလေသူဖြစ်ပါတယ်။တကယ်လို့သာမွန်ဂိုများကိုနိုင်ပြီးတာနဲ့ရထားတဲ့အခြေအနေကိုကျေနပ်ပြီးနေခဲ့ရင်တော့တီဟတ်သူဟာရာဇဝင်ထဲမှာထူးပြီးစာတင်ထိုက်သူဖြစ်မလာတော့ပါဘူး။ဒါပေမဲ့တီဟတ်သူဟာမြင်းဆိုင်သည်အရက်အနေမသိတောင်ထိပ်တွင်နွားချီရ၏ဆိုတဲ့စကားမျိုးကိုပြောပြီးသူ့လူများကိုမြင်းဆိုင်လိုတောင်ပေါ်ဒေသကနေပြီးအနည်းဆုံး12မိုင်လောက်ဝေးကွာတဲ့ဧရာဝတီမြစ်နဲ့မြစ်ငယ်တို့ဆုံရာတန်လျက်စွန်းဒေသကိုဦးဆောင်ခေါ်ငင်လာပါတယ်။ဧရာဝတီနဲ့မြစ်ငယ်တို့ဆုံတဲ့နေရာဟာပတ်ဝန်းကျင်ဒေသနဲ့စာရင်မြေလည်းနည်းနည်းပိုမြင့်ပါတယ်။မြစ်ကြီးကတောင်မြောက်ခတ်တန်းစီးရာကနေအနောက်ဘက်ကိုနည်းနည်းကောက်ပြီးစီးသွားလေတော့အဲ့ဒီမြစ်ဆုံဒေသရဲ့မြောက်ဘက်မှာမြစ်ကြောင်းရောက်သွားပါတယ်။မြစ်ကြောင်းရဲ့တစ်ဖက်မှာတော့မင်းဝန်တောင်တန်းရှိနေပါတယ်။တဘာဝအနေထားကလုံခြုံမှုအတွက်အတော်ကိုအဆင်ပြေပါတယ်။တောင်ဘက်ကိုနည်းနည်းဆုပ်လိုက်တာနဲ့လယ်တွင်းစစ်တပ်ခရိုင်ကိုကြောထောက်နောက်ခံပြုပြီးသားဖြစ်နေပါတယ်။အဲ့ဒီလိုရေကြောမြေကြောများကိုစောကြောစစ်ဆေးပြီးမှတန်လျက်စွန်းဒေသမှာတီဟတ်သူကမြို့တည်ခဲ့တာဖြစ်ပါတယ်။မြို့တည်တာမှာ3ချိန်တိုင်တည်တာပါ။ဒါပေမဲ့3ချိန်စလုံးမြင့်ငယ်လိုရေစီးကြမ်းတဲ့မြစ်နဲ့ဧရာဝတီလိုအမည်နဲ့လိုက်အောင်ကြီးမားကျယ်ပြန့်တဲ့မြစ်တို့ဆုံပြီးရေရှမ်းတဲ့ဒဏ်ကိုတီဟတ်သူမထိန်နိုင်ပါဘူး။မြို့ဟာတီတိုင်းရေဝင်တာနဲ့ပြက်လို့ကြီးနေပါတယ်။မြို့တည်ပြီဆိုတာနဲ့မြို့တည်ဖို့စ조사ကြတဲ့သူများပါဝင်တည်ဆောက်
ကြသူများနေဖို့စုစည်းလာကြသူများအားလုံးပါတာပေါ့ဒီလိုလူတွေရဲ့စိတ်ထဲမှာမြို့ကြီးတစ်မြို့တည်ပြီးကြီးကျယ်ခမ်းနားတဲ့ဘဝအသစ်ကိုတည်ဆောက်ကြဖို့မျှော်လင့်ချက်ပြင်းပြခဲ့သူတွေများခဲ့မှာပါပဲဒါပေမဲ့တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်သုံးခါတည်းလို့တောင်မှမအောင်မြင်သေးဘူးဆိုတော့ဘယ်လိုခံစားကြရမလဲအဲ့ဒီအချက်ကိုတီဟတ်သူကသိချင်ပါတယ်မြို့တစ်တည်ဖို့စူးစမ်းတာတီဟတ်သူမှန်ပါတယ်နေရာရွေးရလည်းမမှားပါဘူးဒါပေမဲ့မြို့တည်တာကတော့မအောင်မြင်နိုင်တော့ပါဘူးအ ਨੇ ဆုံးသူအနေနဲ့ဒီမြို့ကိုဆက်ပြီးတည်လို့မဖြစ်နိုင်တော့ဘူးဆိုတာသူသိခဲ့ပြီးဖြစ်ပါတယ်။အဲဒါကြောင့်သူတည်တဲ့မြို့တွေမှာနေကြသူတွေဘာလုပ်ချင်လဲဘာဆက်လုပ်ဖို့စိတ်ကူးလဲဆိုတာကိုတီဟတ်သူကသိချင်တဲ့စိတ်ပေါ်လာပါတယ်။အဲဒါကြောင့်တပေါင်းနာစေပါတယ်။တပေါင်းနာစေတယ်ဆိုတာကတော့တယောက်ကစတရားဆိုသလိုပြောရင်းထွက်လာတဲ့စကားတို့စကားဆက်တို့ကိုလေ့လာမှတ်သားစေတာပါပဲ။ခေတ်စကားနဲ့ပြောရရင်ပြည်သူအတန်ကိုနာကြားတယ်လို့ဆိုနိုင်ပါတယ်လူတွေအထူးသဖြင့်မြန်မာတွေဟာဒုက္ခထဲမှာဟာတာကိုရှာတတ်ကြပါတယ်ပြီးတော့ထက်မြက်တဲ့အသွေးတွေရှိပါတယ်ကိုယ့်လူမျိုးကိုကိုယ်အထင်ကြီးတက်လိုက်တာလို့ပြောရင်လည်းဟုတ်ပါရှင်လို့ပဲဝန်ခံရတော့မှာပါပဲကြည်ပါလေအဲ့ဒီတုန်းကပြက်နေတဲ့မျိုးခြောက်ချားနေတဲ့မျိုးကလူတွေပြောကြတဲ့စကားကတော့တောင်းရင်လျင်လျင်တောင်းရောင်းရင်လျင်လျင်ရောင်းအရေးမသာတက်ခိနာတို့ပြောင်းဆိုတဲ့စကားဖြစ်ပါတယ်ဒီစကားဟာတိတ်တွင်နေလေတော့တပေါင်းလို့ပဲသတ်မှတ်ကြရတာပေါ့လေဒီဟတ်သူကလည်းညံရှိတဲ့သူပဲတကယ်တော့သူဟာကျင်းတဲ့ချက်ထဲရလူကျွန်တော်မှားပါပြီလို့ပြောလို့ရလည်းမရနိုင်ဘာဆက်လို့ရမလဲအကြံဉာဏ်ပေးပါအောင်လို့လည်းပြောဖို့ကလည်းအဲ့ဒီခေတ်ကဗတိတရစ်ခေတ်ဘသူကပြောဝဲမှာလဲအဲ့ဒီတော့သူ့ဘာသာသူပဲဆုံးဖြတ်ချက်ချရတော့မယ်ဖြစ်ပါတယ်ဒီတစ်ခါတော့သူ့အလိုကြသူဆုံးဖြတ်ဖို့ကမလွယ်တော့ပါဘူးသူ့အလိုနဲ့သူဆုံးဖြတ်လောက်ကင်တဲ့မြို့တစ်တည်တဲ့ကိစ္စမအောင်မြင်တော့ဘူးဆိုတော့သူဟာသူ့ရဲ့ဥဆောင်မှုအောက်မှာရှိတဲ့သူများရဲ့အလိုကိုလိုက်မှတော်မယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်လဲအများရဲ့အလိုကိုသိအောင်သူကတပေါင်းနာခဲ့ခိုင်းတာလို့ယူဆရပါတယ်တပေါင်းအရတော့လူသူအများဟာအခြေတကျဒီနေရာမှာမနေသင့်တော့ဘူးလို့လက်ခံထားကြပြီဖြစ်ပါတယ်အဲ့ဒါကြောင့်တောင်းလျင်လျင်တောင်းရောင်းလျင်လျင်ရောင်းလို့ပြောကြတာပေါ့ကဲဒါဖြင့်ဘယ်ကိုပြောင်းချင်ကြသလဲတဲ့အဲ့ဒီမိကုန်းရဲ့အဖြေကလည်းထင်းနေပါတယ်တခိနာတောင်အရက်တို့ပြောင်းပါတဲ့ဟုတ်ပါတယ်မြောက်ဘက်မှာကကြတော့မြစ်ရည်တင်စီးနေပါတယ်တောင်ရက်ကတော့မြေထဲမြင့်ပြီးအစာရေစာပေါ်တဲ့လယ်တွင်းဆက်သက်ခရိုင်ရှိနေပါတယ်တီဟသူကအစောအပြောခဲ့သလိုပါပဲပညာရှိသူဉာဏ်ရှိသူသူအသုံးပြုရမယ့်အားဘသူတွေထံမှရှိတယ်ဆိုတာနားလည်သူဖြစ်ပါတယ်အဲ့ဒီတော့အများဆန္ဒအရာသူဟာတောင်ဘက်ရက်တို့ပြောင်းပြီးမြို့တည်ခဲ့တာပါပဲအများကတောင်ဘက်ကိုပြောင်းချင်လွန်းလို့ကျွန်တော်တီဟတ်သူတောင်ဘက်သို့ပြောင်းရင်မြို့တည်လိုက်သည်လို့လည်းသူမပြောပါဘူးပြောလို့လည်းမဖြစ်ဘူးလေအဲ့ဒီခေတ်ကပြောခဲ့တဲ့အတိုင်းဗဒေသရေခေတ်ကိုပွင့်လင်းမှုမရှိပါဘူးဟန်ကိုဖို့တွေကများပါတယ်ဖုံးကန်တမအစွမ်းအစာကိုအလေးထားပါတယ်အဲ့ဒီတော့တီဟတ်သူကလည်းသူဟာဖုံးစွမ်းကန်စွမ်းရှိတဲ့သူဆိုတဲ့အချက်ကလေးကိုရအောင်ယူလိုက်တာပါပဲဘလို့ယူလဲဆိုတော့အိမ်မက်လိုက်တာပါပဲမြန်မာရာဇဝင်ကြီးများတဲကအဆိုအရတော့တီဟတ်သူဟာနတ်ဒေဝါများအိမ်မက်ပေးတဲ့အတိုင်းအိမ်မက်ထဲကနေရာမှာသူ့ဖော်ကြည့်ပါတယ်တဲ့အဲ့ဒီလိုသူ့ဖော်ကြည့်တော့ရွှေပန်းခိုင်များတွေ့ရှိရပါတယ်အဲ့လိုရွှေပန်းခိုင်များရတဲ့နေရာမှာနတ်များကမြို့တည်စီလိုတယ်လို့အိမ်မက်ကိုနမိတ်ဖက်ပြီးသိရှိရတာနဲ့မြို့တည်ကြပါတယ်အေယာဝတီမြစ်ထဲကိုစီးဝင်တဲ့မြင့်ငယ်အဲ့ဒီမြင့်ငယ်ရဲ့မြင့်လက်သက်ဖြစ်တဲ့ပန်းလောင်မြစ်ကြောအတိုင်းခက်ဆောင်းဆောင်းလေးတည်ထားတဲ့မြို့ကပင်းရမြို့ဖြစ်ပါတယ်တရားဝင်ပွဲချီတာကခေါ်ဆိုတာကဝီစီယာပူရာမြို့ပါတဲ့ဒါပေမဲ့ရွှေပန်းရလို့တည်ခဲ့တာဖြစ်တဲ့အတွက်ပန်းရလို့ခေါ်ကြရာကပင်းရလို့တွင်လာတယ်လို့ဆိုကြပါတယ်ရာဇဝင်မှာဝီစီယာပူရာခေတ်လို့မရေးကြပါဘူးပင်းရခေတ်လို့ပဲရေးကြပါတယ်ဒီဟတ်သူဟာဇွဲရှိပါတယ်ခုနကဆိုခဲ့တဲ့အတိုင်းပန်းလောင်မြစ်ကြောအတိုင်းခက်ရွရွလေးတည်ထားတဲ့ပင်းရမြို့ကလေးဟာလျားတမိုင်ခွဲအနမ်းတမိုင်မျှသာရှိပါတယ်ဒါပေမဲ့မြို့အင်္ဂါ9ပါးနဲ့ပြည့်စုံအောင်တည်ခဲ့တာဖြစ်ပါတယ်သူဟာပင်းရတဲ့ဖို့နတ်များပေးအပ်တယ်ဆိုတဲ့အိမ်မက်ကိုထုတ်ဖော်ကြေညာခြင်းမပြုခင်ဘလို့နေရာမှာမြို့ထက်တဲ့တဲ့လဲဆိုတာကိုလေ့လာရမယ်ဖြစ်ပါတယ်ပြီးမှနှုတ်လုံစေတဲ့သူကိုရွှေပန်းခိုင်များလုပ်စေပြီးအဲ့ဒီမြို့တဲ့မဲ့နေရာမှာမြုပ်နှံစေရအောင်မယ်ဖြစ်ပါတယ်လူတွေကလည်းသိချင်ကြမှာပါပဲဒါပေမဲ့ဘလို့ပြောရမလဲဘာမှလည်းမပြောတာခဲ့ဘူးထင်ပါရဲ့ဘာပဲဖြစ်ဖြစ်တီဟတ်သူလောက်တာမှန်ပါတယ်လူသူအများလဲတောင်ဘက်ကိုပြောင်းရလို့သဘောကျကြပါတယ်သူလည်းနတ်ဒေဝါများကတောင်မှကူညီတယ်ဆိုပြီးတိတ်ခါတက်နိုင်ပါသေးတယ်ပြီးတော့လည်းမြို့တစ်မြို့ကိုအောင်မြင်မြင်တည်ပြီးသွားတာပါပဲတီဟတ်သူဟာမြို့တစ်တည်ပြီးမှဘာအိမ်မက်ထက်မှတ်သေးပါသလဲ
အိမ်မက်မှတ်တယ်လို့တော့မပြောတော့ပါဘူး။ဒါပေမဲ့သူမှတ်တဲ့အိမ်မက်ကတော့ပုဂံအိမ်မက်လို့ပြောနိုင်ပါတယ်။သူဟာပုဂံမှာကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ထက်မြက်တယ်လို့ပြောနိုင်တဲ့သူမှာမျှော်လင့်ချက်ကြီးကြီးမားမားရှိပါတယ်။အဲ့ဒီမျှော်လင့်ချက်ကတော့ပုဂံလိုကြီးကျယ်တဲ့ဧကရာဇ်နိုင်ငံတစ်နိုင်ငံကိုထူထောင်ခြင်းနဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။အဲ့ဒီတော့ဝီစီယပူရမြို့ကိုသိမ်းပိုက်တဲ့အခါဗိသိက်ခံတဲ့အခါဥကင်တာဖွင့်တဲ့အခါမှာသူဟာပုဂံမူနဲ့အညီဆောင်ရွက်တော့တာပါပဲ။ပုဂံမူနဲ့အညီဆောင်ရွက်နိုင်အောင်ကူညီသူကတော့မိဖုရားဖွားစောဖြစ်ပါတယ်လို့မြန်မာရာဇဝင်များမှာရေးသားထားပါတယ်။ပင်းရဟာမြို့ကွက်သေးသလိုမြို့သက်ကလည်းတိုပါတယ်။စုစုပေါင်းမှာ52နှစ်ပဲရှိပါတယ်။မင်းဆက်က50ပါ။အိမ်မက်ရတည်ထားတဲ့ဆိုတဲ့အဲ့ဒီပင်းရဟာမကြီးကျယ်ပါဘူး။အံ့ဩပနံစမ်းကျယ်တယ်လို့ပြောနိုင်တဲ့ဘီတုကလက်ရများလည်းမြို့ကွက်ကွင်းမှာမကြံတော့ပါဘူး။ဒါပေမဲ့ကျမကတော့ပင်းရကိုချစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာပုဂံရဲ့အရှိန်အဝါကျဆင်းပြီးတဲ့နောက်မှာမွန်ဂိုတွေကိုအောင်အောင်မြင်မြင်တွန်းလှန်နိုင်တဲ့လူငယ်ဘုရင်တစ်ပါးတည်ခဲ့တဲ့မြို့ဖြစ်လို့ပါပဲ။သူဟာစစ်တိုက်တာတော်ပါတယ်။ဒါပေမဲ့သူကြံစီခဲ့တဲ့အတိုင်းတီတီကျကျအောင်မြင်အောင်တော့မဆောင်ရွက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ပါးနက်ပါတယ်။အခက်ခဲကကြော်လွှားနိုင်ဖို့သူဘယ်သူထံကအကြံကိုယူရမလဲဆိုတာသူသိပါတယ်။ဓာတ်ရိုက်ယူလို့မရတော့တွယ်ဝိုက်ပြီးယူရှာရပါတယ်။အဲ့ဒီလိုအများဆန္ဒကိုယူပြီးတော့လဲခက်ခန်းနားနားအိမ်မက်ကိုမပြတ်တတ်သေးတာလည်းပဲ။ဘာပဲဖြစ်ဖြစ်သူ့ရဲ့သားတော့စကိုင်းမြို့တဲ့နန်းတယ်မင်းအတင်ခရာစောယွန်းရဲ့သမီးစိုးမင်းကိုတော်ကြီးနဲ့တကောင်းမြို့စာတတိုးစင်ထိန်တို့ကမွေးဖွားခဲ့တဲ့သူ့ရဲ့မြစ်တော်တဒိုးမင်းဖျားက1364ခုမှာအင်းဝကိုအောင်အောင်မြင်မြင်တည်ဆောက်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကပင်းရရောစကိုင်းမှာရန်သူများဖျက်လို့ပြက်ပြီးခါစားအချိန်ဖြစ်ပါတယ်။တဒိုးမင်းဖျားကလည်းအသက်20မျှသာရှိသေးတဲ့လူငယ်ကလေးသူမြို့တည်ဖို့ယူတဲ့အချိန်ကတစ်နှစ်မြို့လည်းအင်္ဂါ9ပါးနဲ့ပြည့်စုံတဲ့မြို့တည်တဲ့နေရာကအေယာဝတီမြစ်နဲ့မြစ်ငယ်တို့ဆုံရာတခါကတိဟတ်သူမြို့တည်ဖို့စူးစမ်းခဲ့တဲ့နေရာပထမတည်စဉ်ကနဲ့တရိုးမင်းဖျားတည်တဲ့အချိန်ကွာခြားမှုက52နှစ်ကျမချစ်မိတာကတော့ကျမသွင်းတဲ့ကျမပါအိမ်မက်ပဲဖြစ်ဖြစ်အခြေကလေးပဲဖြစ်ဖြစ်အသွေးကလေးပဲဖြစ်ဖြစ်တည်မိဖို့ကအရေးကြီးပါတယ်တယောက်လက်ထဲမှာမအောင်မြင်သေးရင်တစ်ချိန်မှာမပြီးမြောက်သေးရင်လည်းကိစ္စမရှိပါဘူးမမိတဲ့အိမ်မက်ကိုမိတဲ့စိတ်ကူးကမှန်နေဖို့ပဲလိုပါတယ်တယောက်တစ်လက်ဆက်လိုက်ကြရင်တမိုင်းဆိုတဲ့အစဉ်လာဟာမပြောက်ပြတ်တော့ပါဘူးအဲ့ဒီလိုသွေးပြီးသူများအလိုကြအိမ်မက်မတ်သက်တဲ့ဒီဟတ်သူကိုကျမချစ်ခင်လေးစားရပါတယ်အိမ်မက်တွေမတ်သက်တဲ့သူဆိုတော့လေကိုချင်းစာမိတာကလည်းပါတယ်ချင်ပါရဲ့ကလျာ1995ခုဇန်နဝါရီ